ဘုံတလာရေတကွန်ကချင်းပြည်နယ်မတူပီမျိုးဖနိုင်းကျွောင်အုပ်စုထီဆောင်ရွာအနီးမြောက်ဘက်အရက်မှာတည်ရှိပြီးတော့ပေပေါင်း4200ကျော်မြင့်တဲ့ထင်ရှားတဲ့ရေတကွန်ပဲဖြစ်ပါတယ်။ရေတကွန်ဟာမူလအဆင့်9ဆင့်ရှိပြီးတော့အဝေးမှနေပြီးတော့အပေါ်ဆုံးအဆင့်3ဆင့်ကိုမြင်နေရပြီးတော့ရေအများဆုံးအခန်းမှာရေစီးလုံးပတ်ပေ30ကနေပေ40ထိရှိပါတယ်။ဘုံတလာဆိုသည်မှာဒေသခံတွေမတူပီမြို့တို့ကဗန်တလာလို့ခေါ်ဆိုကြပြီးတော့ဘုံဆိုသည်မှာလဲသည်တလာဆိုသည်မှာကြသည်ဟုအနက်ဒိတ်ပဲရပြီးတော့လဲကြသည်ထိုးဆင်းသည်လို့အနက်ဒိတ်ပဲရပါတယ်။ဘုံတလာရေတကွန်အနီးဝန်းကျင်မှာရှိတဲ့ထီဆောင်ကျေးရွာမှာမတူမျိုးနယ်စုတွေနေထိုင်ကြပါတယ်။ဘုံတလာရေတကွန်ဟာတဘာဝအလှတရားတွေကိုရှေးခေတ်ရိုးရာယဉ်ကျေးမှုနဲ့အတူရောဆက်ဖော်ပြနေတဲ့တောင်တန်းတွေက hidden treasure လေးတစ်ခုပါရေတကွန်မှာမြည်ရည်တိမ်ကြမှုတောင်ရိုးတစ်ပေများရဲ့အနံနိုင်ချင်းစာတိုင်းအထိရေမဲဆက်နေတဲ့အတန်ကတက်တန်းတစ်ခုတဲ့ချင်းလူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုအတွင်းမှာရေတကွန်ကတဘာဝနတ်သမီးနေရာဆိုတဲ့အယူအဆတောင်ရှိရဲ့ခီးသွားမြင်နဲ့ပြောရရင်ရာသီလာရေစီးကြောင်းပြောင်းလဲမှုတွေတစ်ပင်ဖုံးအုပ်မှုတွေနဲ့ Instagram worthy shot တွေအတွက်မဖြစ်မနေနေရပါ